အားလုံးပဲမင်္ဂလာပါဟပ်ဖော်အော် channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တွေးလေးဘက်နာယောဂနဲ့ပတ်သက်ပြီးတည်ထားတဲ့အချက်တွေကဘာတွေလဲဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်လေးဘက်နာယောဂဟာအမျိုးအစားအများကြီးရှိပါတယ်အရေပြားလေးဘက်နာပိုးလေးဘက်နာတွေးလေးဘက်နာစသဖြင့်ပေါ့ဒီထဲမှာတွေးလေးဘက်နာယောဂကတော့အယိုးအစစ်တွေပုံပြလောက်အောင်ထိခိုက်တတ်တဲ့အမျိုးအစားတစ်ခုပါနာတာရှည်ယောဂဖြစ်ပြီးအမြင့်မပြတ်ပဲဆေးတွေနဲ့ထိန်းထားရတဲ့ယောဂပါဒီယောဂကိုကုသတဲ့နေရာမှာဆရာဝန်အပြင်လူနာရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးတဲ့အတွက်တင်ကိုယ်တိုင်တည်ထားတဲ့ချက်တွေရှိပါတယ်ဒီလေဗနာယောဂဆိုတာနာတာရှည်အစစ်အမြင့်တွေရောင်ရမ်းတဲ့ဝေဒနာပါခုခံအားကမောက်ခမဖြစ်တဲ့ယောဂတွေထဲမှာပါပါတယ်ခုခံအားကခန္ဓာကိုယ်ရဲ့အဆဲအကောင်းတွေကိုမှားယွင်းပြီးတိုက်ခတ်ရကဖြစ်လာတာပါအစစ်မြစ်တွေအပြင်ခန္ဓာကိုယ်တစ်ခုလုံးရဲ့အခြားစနစ်တွေပါထိခိုက်နိုင်ပါတယ်အလွယ်ပြောရရင်ဒီကိုယ်လုံးထိခိုက်တာပေါ့တိတာထင်ရှားတာကတော့အယိုးစစ်တွေပါတွေးလေးဘက်နာယောဂရဲ့အယိုးစစ်ထိခိုက်ပုံကဘယ်လိုမျိုးလဲအစစ်မြစ်ကြိုက်တိုင်းလေးဘက်နာမဟုတ်ပါဘူးလေးဘက်နာအမျိုးအစားတွေကလည်းအများကြီးရှိပြီးတစ်ခုချင်းစီမှာထူးခြားချက်တွေရှိပါတယ်တွေးလေးဘက်နာရဲ့အစစ်မြစ်ကြိုက်ပုံမှာလည်းထူးခြားချက်လေးတွေရှိပါတယ်အစစ်တစ်ခုထက်ပိုနာမယ်မနက်မိုးလင်းရင်ဒါမှမဟုတ်လှုပ်ရှားမှုနေရင်အစစ်တွေတောင်းတင်းပြီးလှုပ်ရှားရခက်မယ်မိနစ်30လောက်ကြာတတ်ပါတယ်အစစ်သေးလေးတွေထိခိုက်တာများပါတယ်ရောင်ရမ်းတာထိလိုက်ရင်နာတာတွေဖြစ်တတ်ပါတယ်နှစ်ဖက်စလုံးမှာဖြစ်တတ်ပါတယ်ဥပမာလက်နှစ်ဖက်ခြေထောက်နှစ်ဖက်ဒါအပြင်ဖျားတာပိန်သွားတာနုံးတာအားမရှိသလိုခံစားရတာတွေလည်းရှိပါတယ်တွေးလေးဘက်နာရဲ့ပြဿနာကအရှိမပြောက်ဖဲဖြစ်လိုက်ပြောက်လိုက်ဖြစ်တာပါပဲကောင်းနေရကနေတစ်ခါထဖောက်တတ်ပါတယ်တွေးလေးဘက်နာမှာခုခံအားစနစ်ကအပြင်အယိုးအမေးပါကိုထိခိုက်တတ်ပါတယ်ကြာလာတဲ့အခါကျတော့အထဲကအယိုးနုတွေအယိုးတွေပါပျက်စီးလာပါတယ်ဘေးဘက်လည်းကအစစ်ကိုဆိုင်းထားတဲ့အယွတ်တွဲတွေပါထိခိုက်လာပြီးအစစ်ကိုပုံစံမှန်အောင်မထိန်ပေးနိုင်တော့ပါဘူးဒါကြောင့်တွေးလေးဘက်နာသမားတွေဟာကြာလာရင်အစစ်တွေကောက်ကွဲပြီးပုံပြက်လာတာပါတခြားထိခိုက်နိုင်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကတွေးလေးဘက်နာမှာအယိုးအစစ်တွေပျက်စီးလာတာအပြင်အခြားအစိတ်ပိုင်းတွေထိခိုက်လာတာကိုလည်းတွေ့ရပါတယ်။မျက်လုံးမှာဆိုရင်မျက်သားခြောက်တာ၊ရောင်ရမ်းတာ၊အမြင်မှုံဝါးတာ၊အလင်းတံမခံနိုင်တာအရေပြားမှာဆိုရင်တော့အယိုးပေါ်ကအရေပြားတွေမှာအဖုတွေထွက်လာတာတွေးကြောတွေရောင်ရမ်းတာနှလုံးရောင်ရမ်းတာဒါအပြင်တွေးလေးဘက်နာရှိတဲ့သူတွေကအစစ်တွေနာလို့လေ့ကျင့်ခန်းမလုပ်နိုင်ကြပါဘူး။ဒါကြောင့်အဝတ်လွန်ပြီးတခြားတွေးတိုးစီးကြိုတွေဖြစ်လို့နှလုံးထိခိုက်တတ်ပါတယ်။ပါးစပ်မှာအနာတွေပေါက်တာ၊ဂရင်းချောက်တာ၊သဖုံးရောင်တာ၊အဆုတ်ရောင်တာကြောင့်အသက်ရှူရခက်တာဒါတွေကအစစ်ရောင်တာအပြင်တခြားခံစားရနိုင်တဲ့လက္ခဏာတွေပါပဲ။တွေးလေးဘက်နာယောဂဟာဘယ်သူတွေမှာပိုဖြစ်နိုင်တယ်လဲ။ဘယ်အရွယ်မှာမဆိုဖြစ်နိုင်ပါတယ်။လူလက်ပိုင်းအရွယ်လောက်ကစဖြစ်ပါတယ်။အသက်ကြီးလေဖြစ်နိုင်ခြေပိုများလေပါပဲအမျိုးသမီးတွေကအမျိုးသားတွေထက်2ဆကနေ3ဆပိုဖြစ်ပါတယ်မျိုးရိုးလဲလိုက်တတ်ပါတယ်လေးလာချက်တော်တော်များများကဆေးလေးတောက်တာတွေးလေးဘက်နာကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်ယောဂရှိပြီးသားလူတွေမှာလည်းပိုဆိုးစေပါတယ်အဝလွန်နာကလည်းတွေးလေးဘက်နာဖြစ်နိုင်ခြေများစေတဲ့အကြောင်းတစ်ခုပါပဲထူးထူးခြားခြားမိခင်နိုးတိုက်တဲ့အမေတွေကတော့ဖြစ်နိုင်ခြေနည်းသွားပါတယ်တွေးလေးဘက်နာယောဂကိုကုသလို့ရပါမလားတွေးလေးဘက်နာယောဂဟာရှုပ်ထွေးတဲ့ယောဂဖြစ်တဲ့အတွက်ယောဂရှာရခက်ပါတယ်အထက်ပါလက္ခဏာတွေရှိနေရင်တော့တွေးလေးဘက်နာများလားဆိုပြီးလိုအပ်တဲ့စစ်ဆေးမှုတွေဆက်လုပ်သွားမှာပါတွေးစစ်တာတွေဓာတ်မှန်ရိုက်တာတွေစသဖြင့်ပေါ့ယောဂတည်ချရင်တော့ကုသမှုဆလို့ရပါပြီယောဂရဲ့သဘောတဘာဝကိုကအရှင်းပြအောင်ကုလို့မရပါဘူးဖြစ်လိုက်ပြောက်လိုက်ဖြစ်တဲ့အတွက်ထိန်းထားလို့ပဲရပါမယ်အရှင်းမပြောက်ဘဲဘာလို့ကုသနေရလဲဆိုရင်ပျောက်တဲ့အချိန်ကိုကြာအောင်ဆွဲဆန့်ထားဖို့ရဲ့အစစ်မြစ်တွေကြိုက်တာလှုပ်မရတာတတာဖို့ရဲ့အယိုးစစ်တွေပုံမပြည့်စေဖို့ရဲ့လူကောင်းတယောက်လိုအလုပ်လုပ်နိုင်ဖို့ရဲ့နောက်ဆက်တွဲယောဂတွေဝင်မလာဖို့ရဲ့ကုသပေးရပါလေဆေးတွေအနေနဲ့အကြိုက်ခဲပျောက်ဆေးတွေအယောင်ကျဆေးတွေတွေးလေးဘက်နာကိုပုံမစည်းစင်အောင်ထိန်းတဲ့ဆေးတွေနဲ့ကုသပါတယ်အစစ်အမြင့်တွေပုံပြတ်တာအတွက်ခွဲစိတ်ပြုပြင်လို့ရရင်ခွဲစိတ်ပါတယ်အယိုးအစစ်တွေကောင်းကောင်းအလုပ်လုပ်နိုင်အောင်ပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းတွေလုပ်ရပါတယ်ဒါကြောင့်တွေးလေးဘက်နာကိုကုသမယ်ဆိုရင်စောစောကုသတာကောင်းပါတယ်ထိထိရောက်ရောက်ကုသပြီးရောင်ရဲမှုကိုလျှော့ချမယ်နောက်တဲ့ရောင်ရဲမှုတွေမဖြစ်အောင်ထိန်းထားနိုင်မယ်ဆိုရင်အခြေအနေမဆိုးအောင်ထိန်းထားနိုင်မှာပါတွေးလေးဘက်နာယောဂအရှင်းပြောင်းနိုင်လား
တွေးလေးဘက်နာနဲ့ပတ်သက်ပြီးလူနာအများစုကယောဂရဲ့သဘောတဘာဝကိုတေချာမသိတဲ့အတွက်ကြောင့်အရှင်းပြောက်သွားမယ်လို့ထင်ကြပါတယ်။တက်တာကိုပြောက်သွားတာနဲ့မှားတတ်ပါတယ်။ဒါကြောင့်ဆေးတွေရက်ပြစ်တာရက်ချင်းပလာတာတွေရှိပါတယ်။ဒီလိုမဖြစ်ရအောင်ကိုယ့်ရဲ့ယောဂအကြောင်းကိုတည်ထားဖို့လိုပါတယ်။ကိုယ်တိုင်နားလည်မှသာဆရာဝန်ရဲ့ကုသမှုကိုအတူပူးပေါင်းဆောင်ရွက်နိုင်မှာပါ။ဒီကနေ့မှာတော့တွေးလေးဘက်နာယောဂနဲ့ပတ်သက်ပြီးတည်ထားတဲ့အချက်တွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိမယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်ရှင်။